SA Mandalay คาโบนาร่าကိုဈေးတန်တန်လေးနဲ့စားလို့ရတဲ့ဆိုင်မှာဒီနေ့သွားစားခဲ့တယ်။ဆိုင်နာမည်လေးကတော့ Miss A Mandalay ဖြစ်ပါတယ်။ဒီဆိုင်လေးရဲ့တက်တန်8နှစ်လောက်ရှိပြီ။39A6364ကျောင်းမှာတစ်ဆိုင်62B 109ထောင်းမှာတစ်ဆိုင်သူနာမည်နဲ့ကတော့ဘာမှမဆိုင်။ဒါလေးတော့ဒီနေ့ကျွန်တော်တို့ဆွဲခဲ့တာလေးဒီလိုမျိုးဘေကွန်ရဲ့ချီရဲ့မတ်ရှရုံးရဲ့ပိုင်ကာဘိုနာရာကို12000ပဲပေးရတယ်။ကာဘိုနာရာကြိုက်တဲ့လူဆိုရင်တော့ပေးရရဲ့ဈေးနဲ့တော်တော်တန်နဲ့ရတော့ရတာမလို့လာပြီးတော့ try ကို try ကြည့်ရမယ် must try ။ဒါလေးကတော့ roasty coffee ဆိုင်မှာတငယ်ချင်းတွေနဲ့အတင်းပြောရင်မဟုတ်ပါဘူးစကားပြောရင် coffee တောက်ချင်ဒါလေးရွေးလို့ရတယ်။ရတာချင်းပြုံပြုံလေးဈေးတီကြောက်တီရောပါတယ်ဒါမျိုးအိုးလေးနဲ့ချပေးရ။ဂုတ်ချီရပါကောင်းနေဆိုလားပဲ။ကျမကြီးကောင်းတယ်ပြောရရည်လေးနဲ့မွေပြီးတောက်လိုက်ရင်ဒါလေးကတော့အစုံကြော်ပန်းအစုံမစားချင်တပွဲချင်းစီလည်းခွဲမှလို့ရတယ်။ကျွန်တော် personally ရောထိုင်ဝမ်ချက်ပေါက်ပေါက်လေးကိုတော်တော်ကြိုက်တယ်။ဒါလေးကတော့ Miss A နာမည်ကြီးပြီးတော့ဝတ်သားပေါင်းထမင်းဝတ်သားရောကြက်ဥရောဒီလိုမှွှန်းအီလေးအနှစ်ကဒီထက်ပိုပြီးရွှဲရွှဲလေးထည့်ပြီးပိုကောင်းမယ်အဲ့ဒါမှအီပြီးမစားနိုင်မှာခုမှအီရောကြတပွဲနဲ့မဝါတော့ထမင်း30တောင်ပေါင်းထမင်းမှပေးရချင်းစော်ကားသီးဟင်းရည်လေးလည်းမှကြောက်ဖြုံသီးတံပြလေးလေးချိုက်ကျမ်းမှရေးလိုက်စားတဲ့သူတွေတောက်ရမယ်ထိုက်ချက်ဘုံချက်ဒါလေးတော့ခိုကိုနဲ့လက်တွေကျွန်တော် very first time try မှုပါဖီရဲ့အဲ့ဒီအုံသီးနဲ့ကြီးရဲ့လိုက်ပါမလားလို့စဉ်းစားနေတယ်ဒါပေမဲ့လည်းတောက်ကြည့်လိုက်တော့လည်းမစိုးဒီဆန်တင်မော်ဒီတောင်းလေးကလည်းတော်တော်များများစားကြရလို့ပြောတယ်အဲ့လို fishy မဖြစ်ဘူးသူ့ရဲ့ငပိอ่ะဒါပေမဲ့အဆက်လေးတော့နည်းနည်းများတယ်အဆက်မစားနိုင်ဘူးဆိုရင်မှာကလေးကအဆက်လျှော့ခိုင်းရမယ်အဆက်ပြေပင်မဲ့တံပရာလက်ဖက်စိမ်းလေးတောက်ပြီးတော့ပြန်ခဲ့ပါတယ်ဒါပဲတော့ခွက်